Okay Facebook ထဲမှာရှိနေတဲ့ပြီးပါကြီးကိုပေါင်းပါဗျာဒီနေ့မတက်ပါ live လေးဒါကျွန်တော်လွှင့်လိုက်တယ်နော် Okay ပါအဲ့တော့အချက်ပဲစစ်ကောင်စီမရောက်လိုက်ဟာရုရှားကိုသွားတယ်မတရားတော့သွားတယ်ပေါ့နော်မတရားသွားတယ်ဆိုတော့မရောက်လိုက်ဒီရုရှားကိုဘာသွားလောက်တာလဲပေါ့နော်ဘာသွားလောက်တာလဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပါဒါကျွန်တော်တို့ဒီနေ့30ပြပြီးတော့ပါဖြစ်ပါတယ်เนาะအဲ့တော့ဒီ live ကဘယ်သူတွေအတွက်အကျိုးရှိစေမလဲဆိုတော့အခုပြပါပြည်တွင်းထဲမှာရှိနေတဲ့စစ်ရေးမှာပြင်းထန်နေတဲ့ပေါ့နော်နေရာတွေဒေသတွေအတွက်ကဒီ live ကအကျိုးရှိစေလိမ့်မယ်เนาะအကျိုးရှိစေလိမ့်မယ်တောက်ပြီးတော့ပါအကြမ်းဖက်စစ်ကောင်စီပြောင်းလဲရုရှားတွေတော့မှပြန်လာရင်ဘယ်နေရာတွေဒေသတွေကသတိထားရမယ်လေပေါ့เนาะပို့ပြီးတော့ပါအရေးအတဲ့ပို့ပြီးတော့ပါသတိထားမလဲဆိုတဲ့အရာတွေဒါကျွန်တော်တို့ကချပြပြီးတော့ပါဖြစ်ပါတယ်เนาะအဲ့တော့ဒီ19ရက်နေ့ကနေပြည်တော်ကနေပြီးတော့ပါရုရှားကိုအကြမ်းဖက်စစ်ကောင်စီထွက်သွားတယ်เนาะအဲ့တော့ထူးခြားချက်တစ်ခုရှိတယ်အကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ကရုရှားကိုရောက်တဲ့အခါမှာထူးခြားချက်တစ်ခုရှိတယ်เนาะမရောက်လိုက်ရုရှားကိုရောက်တဲ့အခါမှာယူကရိန်းကရုရှားကို drone နဲ့ဆော်လိုက်တဲ့အချိန်ရောက်သွားတာသူမရောက်လိုက်ရုရှားရောက်တဲ့အချိန်ကလေယူကရိန်းကနေပြီးတော့မှရုရှားကို drone နဲ့ဆော်လိုက်တာယူကရိန်းကရုရှားဘယ်နေရာတွေကိုဆော်လိုက်လဲဆိုတော့မော်စကိုမြို့ပေါ့နော်မော်စကိုပတ်ဝန်းကျင်တွေတော်တော်များများယူကရိန်းက drone တွေရေးလဲတီးထားတဲ့အချိန်အဲ့ဒါမျိုးမတရားအထိကိုယူကရိန်းကရုရှားကိုဆော်တော့မယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ရုရှားကိုရောက်နေတဲ့အချိန်ကယူကရိန်းကရုရှားကို drone စစ်ဖို့ရေးလဲရွာသုံးဖြိုးနေတဲ့အချိန်မှာမရောက်နိုင်ရောက်သွားတာပြောရမယ်ဆိုမရောက်လိုက်အခုစစ်ပွဲထဲမှာရှိတယ်စစ်ပွဲခြားသူရောက်သွားတာပေါ့နော်ရုရှားနဲ့ယူကရိန်းစစ်ပွဲခြားထဲမှာသူရောက်နေတာအဲ့တော့အကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ရုရှားကိုဘာသွားလုပ်တာလဲဘေးကိုဘေးစရာရှိတယ်စကားမရောက်လဲသူ့ရဲ့ရက်ကွက်ပါသူကပြောထားတဲ့အရာတစ်ခုရှိတယ်တော်တော်များများသူတို့အဲ့ဒီဂျင်းပိတ်တာပေါ့ဂျင်းပိတ်မိနေတဲ့စကားတစ်လုံးကဘာလဲဆိုလို့ရှိရင်တမရာကြီးကချစ်ရေးသွားတာတမရာကြီးကချစ်ရေးသွားတာဆိုတော့သူအဲ့လိုပြောတယ်မရောက်လိုက်ချစ်ရေးသွားတယ်လို့ခင်ဗျားတို့ထဲနေတာမရောက်လိုက်ချစ်ရေးသွားတာမဟုတ်ဘူးမရောက်လိုက်ဘာသွားလို့တာလဲဆိုလို့ရှိရင်မရောက်လိုက်စီရေးတဲ့ပတ်သက်ပြီးတော့အကူကြီးသွားတောင်းတာတော့စီရေးတဲ့ပတ်သက်ပြီးတော့သူအကူကြီးသွားတောင်းတာဖြစ်တယ်2021တုန်းက2021တုန်းကအာနာသိန်းတော့တော့ဒီအကြမ်းဖက်စစ်ကောင်စီမရောက်လိုက်တရားမဝင်အာနာသိန်းတော့သူကရုရှားစီမှာသူကဘွဲ့ယူထားတာနော်ပူတင်တို့စီမှာသူကဘွဲ့ယူထားတာအဲ့ဒါကိုမမေးပါနဲ့နော်ဘွဲ့ယူထားတယ်အကြမ်းဖက်စစ်ကောင်စီဒီပြည်ရွေးစစ်တဲ့ပတ်သက်ပြီးတော့ပါပေါ့နော်ဒီအာဏာသိမ်းတဲ့ခြေတွေဆိုင်သူ9နှစ်အတွင်း9နှစ်ရှိပြီနော်9နှစ်အတွင်းမှာရုရှားနဲ့ပူးပေါင်းပြီးတော့ပြည်ရွေးစစ်ကိုသူဆင်နွှဲတာအောက်ခြေမှာရှိနေတဲ့တပ်မတော်သားတွေဟာဘလောက်လောက်ဒီနေ့ဘလောက်လောက်တည်ပြီးသွားပြီလဲဆိုတော့ကျွန်တော်တို့ခမန်းကြီးတဲ့သုံးသက်ပြပေးမယ်နော်ခမန်းကြီးတဲ့သုံးသက်ပြပေးမယ်ရုရှားနဲ့မရောက်လိုက်ပူးပေါင်းပြီးတော့ပြည်ရွေးစစ်ကိုဆင်နွှဲတဲ့အခါမှာအောက်ခြေမှာရှိနေတဲ့တပ်မတော်သားတွေဟာ6000ကျော်လောက်ရှိပြီခမန်းကြီးကြာဆုံးတာမြန်မာနိုင်ငံတဝက်ပါကြာဆုံးတာ6000ကျော်ဝန်းကျင်လောက်ရှိလိမ့်မယ်လို့ဒါကျွန်တော်သုံးသပ်လို့ရတာပေါ့နော်ခမန်းကြီးကြာကျွန်တော်ပြောပြတာပါအဲ့လိုပြောအဲ့တော့အခုရုရှားမရောက်တော့ဘာလို့ပါလဲဘေးကိုပြန်မေးစရာရှိတယ်ရုရှားမရောက်လာတဲ့တွေ့စရာအကြောင်းကတော့သူလက်နက်ရောင်းပါစစ်ပတ်ဆိုင်ရာလက်နက်တွေရောင်းမယ်တော့စစ်ဘက်ဆိုင်ရာလက်နက်တွေရောက်မယ်မရောက်လိုက်လဲအဲ့စစ်ဘက်ဆိုင်ရာလက်နက်တွေနဲ့ပတ်သက်ပြီးတော့မှသူဝယ်ကြရှိတဲ့ကိစ္စတွေသူဝယ်ပဲစာချုပ်ချုပ်ကြရှိတဲ့ကိစ္စတွေသူတို့စာချုပ်ချုပ်ကြလိမ့်မယ်နော်အဲ့လိုပြောအဲ့တော့စီးပွားရေးကိစ္စလည်းသူပါလိမ့်မယ်နော်ပြီးတော့စွမ်းရင်ကိစ္စတွေလည်းပါလိမ့်မယ်အဓိကကတော့နံပါတ်1သူဦးစားပေးပါတော့ရုရှားစီမှာသူကစီရေးအကူကြီးတောင်းပဲနော်ရုရှားစီမှာသူကစီရေးအကူကြီးတောင်းပဲ
နောက်သူကနောက်ထပ်9နှစ်လောက်သူတို့သဘောတူညီမှုတွေထိတ်နိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့တော့လေကြောင်းကိစ္စတွေလေကြောင်းကာကွယ်ရေးကိစ္စတွေနောက်ဆက်လက်နဲ့စစ်ဘက်ဆိုင်ရာပစ္စည်းကိစ္စတွေနောက်တော့သူတို့စီးရဲတဲ့ပတ်သက်တော့လေ့ကျင့်ရေးကိစ္စတွေပါလိမ့်မယ်เนาะအဲ့ဒါတွေပို့ပြီးတော့သူတို့ကလုံနိုင်တဲ့အနေအထားမျိုးရှိတယ်ပြီးတော့အဲ့ဒါနံပါတ်1ပေါ့နော်စီရေးအကူကြီးနဲ့ပတ်သက်ပြီးသူကအကူကြီးသူကတောင်းမဲ့အနေအထားမျိုးอ่ะအဲ့ဒါကိုသူကတောင်းပါနံပါတ်1ကတော့နျူကလ িয়ার စွမ်းအင်ကဏ္ဍသူလုပ်လိုက်မယ်နျူကလ িয়ার ဆိုတော့မြန်မာနိုင်ငံမှာကကြတော့ဒီစကိုင်းကလေးပြည့်ရောရှိတယ်လေမြန်မာနိုင်ငံကစကိုင်းကလေးပြည့်ရောရှိတယ်နျူကလ িয়ার ကိစ္စကြတော့ကျွန်တော်တို့တော်တော်လေးသတိထားရမယ်ဒါပေမဲ့ဒီသူတို့ဒီနျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးတော့ပါတော့ဒီစွမ်းအင်ကိန်းနဲ့ပတ်သက်ပြီးတော့ပါသူမြန်မာနိုင်ငံမှာသူဘယ်နေရာသူထိုးချွေးမလဲဒါကျွန်တော်တို့သတိထားရမယ်အဲ့ဒါကြောင့်မလို့ဒီအကြမ်းဖက်စစ်ကောင်စီပြောင်းလဲရုရှားတွေပြန်လာလို့ရှိရင်ကျွန်တော်တို့တော်တော်လေးသတိထားရမယ်အပိုင်းတွေရှိပါတယ်လို့ဒါကျွန်တော်နေတဲ့ပြောပြချင်ပါတယ်ပြီးတော့နိုင်ငံရေးကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဗျာမရောက်လာသူ့ဘက်မှာရုရှားရှိတယ်အာကုစရာရှိပါတယ်ဆိုတော့သူကပြတယ်ကမ္ဘာရုရှားရှိပါတယ်ရုရှားဟိုမှာယူကရိန်းကကျုံးနေတာရေးလဲကျုံးနေတာယူကရိန်းကရုရှားပြန်ကျုံးနေတာအဲ့လိုပြောအဲ့တော့အချမ်းဘတ်စစ်ကောင်စီမရောက်လာရုရှားသွားလိုက်လို့ပြည်တွင်းစစ်ကြီးကငြိမ်သွားမယ်လို့ပြောလို့တော့မရဘူးเนาะပြည်တွင်းစစ်ကငြိမ်သွားမယ်လို့ပြောလို့မရဘူးသူအဓိကပြစ်မှတ်ထားမဲ့အရာတွေကအေးသူတို့အဓိကပြစ်မှတ်ထားလိုက်ပဲဒီ PDF တွေကိုလည်းသူပြစ်မှတ်ထားလိုက်မယ်အဲ့တော့တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်เนาะအဲ့ဒါကြောင့်မြန်မာနိုင်ငံတဝက်မှာရှိနေတဲ့တော်လိုင်းအေအားစုတွေเนาะအရတရိထားရမယ်နောက်ပြီးတော့ဒီနျူကလ িয়ার စွမ်းအင်ကိစ္စကိုဘယ်မှာအကောင့်တွေဖော်မလဲအဲ့ဒီဟာဒေတာမှာရှိတဲ့မြို့ကြီးရွာဒေတာတွေအကုန်လုံးသတိထားဖို့အတွက်အရေးကြီးပါတယ်လို့အဲ့တော့ဒီနေ့မရောက်လိုက်တဲ့ပူတင်နဲ့တွေ့လိုက်ပဲတွေ့လို့ရှိရင်တို့အဲ့ဒီစစ်ဘက်ဆိုင်ရာကိစ္စတွေစွမ်းရည်ကိစ္စတွေနောက်ရေနံကိစ္စတွေတဘာဝဓာတ်ငွေကိစ္စတွေကဲလို့တဘာဝဓာတ်ငွေကိစ္စတွေအဲ့ဒါတွေတို့စကားပြောလိုက်တယ်ဒီနေ့နော်အဲ့တော့ရေနံဓာတ်ငွေရေဒီပြုတ်တမှုစက်မှုလျက်စစ်အဲ့ဒီကိစ္စတွေတို့တိုးချဲဖို့အတွက်ဆွေးနွေးကြလိုက်ပဲအဲ့သူကရုရှားနဲ့သူကအယောစားလုပ်ပဲလေတော့နျူကလ িয়ার စီမံကိန်းကိုလည်းသူကရေရှည်အတွက်ကိုသူကဆွေးနွေးလိုက်တယ်အဲ့ဒါမျိုးအဓိကတော့ဒဝဲရည်တဲ့စိတ်ကန်းဒဝဲရည်တဲ့စိတ်ကန်းရည်တဲ့ချက်ဆက်ရုပ်ကိစ္စဖြစ်နိုင်ခြင်းရှိတယ်နော်အဲ့တော့အဲ့ဒီဒဝဲရည်တဲ့စိတ်ကန်းပတ်ပါရှိတယ်တော်လိုင်းအေအားစုတွေအထူးသတိထားဖို့နော်ကိုမျိုးကိုရကိုဒေတာတွေကိုအထူးကာကွယ်ဖို့အတွက်အခုကလေးကလုံခြုံရေးတိုးမြင့်ထားဖို့အတွက်လိုအပ်ပါတယ်လို့အကြံပေးချင်ပါတယ်နော်အဲ့ဒဝဲရည်စီဝါရေးတဲ့စွိုင်းအဲ့ဒီအချက်ချာကြားတဲ့နေရာကိုဒီနေ့မရောက်လိုက်တဲ့ပူတင်နဲ့တွေ့ပြီးလို့ရှိရင်အဲ့ဒီဘက်ကိုရုရှားဝင်လာနိုင်တယ်လားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့အကြမ်းဖက်စစ်ကောင်စီမရောက်လာရရုရှားဘာသွားလောက်တာလဲရိုးရိုးလေးရှင်းရှင်းလေးပဲစီရေးအကူကြီးသူသွားတောက်တာဖြစ်ပါတယ်နော်မြန်မာနိုင်ငံမှာကလက်ရှိကျွန်တော်တို့ကတော်လိုင်းဘတ်တော်သားတွေအင်မတန်အားကောင်းပါတယ်တော်လိုင်းအင်အားစုတွေအင်မတန်လွှမ်းမိုးနိုင်တဲ့အနေအထားရှိပါတယ်နော်အဲ့ဒါကိုဒါကျွန်တော်ဆက်လက်ပြီးတော့မှအရှိကိုထိန်းထားဖို့အတွက်လိုအပ်တယ်တော့ရုရှားကိုအကြမ်းဖက်စစ်ကောင်စီမရောက်လိုက်တော့တွေ့လိုက်လို့တော်လိုင်းရရက်တက်သွားပါလည်းမဟုတ်ပြည်တွင်းစစ်ကြီးကငြိမ်သွားပါမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဘာကြောင့်တော်လိုင်းတွေဖြစ်တာလဲဘာကြောင့်လက်နက်ကင်ပြီးတော်လိုင်းလုံးကြတာလဲဆိုတော့ကိုမျိုးကိုရကိုဒေတာတွေကိုအကြမ်းဖက်စစ်ကောင်စီကပြည်သူလူထုရဲ့သဘောတူညီချက်တွေမပါဘဲနဲ့အရာရာအားလုံးသူထိုးချွေးတာတွေလုပ်တဲ့အတွက်ကြောင့်နော်တော်လိုင်းဖြစ်နေတာဘာကြောင့်ပြည်သူလူထုလက်နက်ကင်တာလဲမတရားတာတွေကြုံရလို့ပြည်သူလူထုကလက်နက်ကင်တာဖြစ်ပါတယ်ဟုတ်
ယူကရိန်းကလူကြီးတွေနဲ့တွေ့ပြီးတော့ပညာယူတိုင်းကောင်းတယ်အဲ့လိုမျိုးလေးတွေပေါ့ဒါတွေလည်းနောက်ပိုင်းအပြောင်းအရွှေ့လေးတွေဖြစ်လာမယ်လို့ကျွန်တော်တို့ပြောလိုက်ပါတယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီဒီပူတင်နဲ့တွေ့လိုက်မယ်ဘာတွေလုပ်ပါလဲဆိုတာဒါကျွန်တော်တို့သုံးသပ်ပြပေးသွားတာဖြစ်ပါတယ်live ကတော့အရှိမပြောတော့တူတူတဲ့လူကြီးတူရှိလောက်ပဲတလောက်ပဲနော်အမှန်တမ်းပြောရင်သူစီးရတဲ့ပတ်သက်ပြီးအခုကြီးသွားတောင်းတာဒါပဲသူကတနိုင်ကြလုံးနဲ့သူကတဲ့တာမဟုတ်နော်ပြန်လာရင်သတိထားပါအေးဘက်ကိုသူပုံပြီးဖိအားပေးနိုင်တယ်တောက်ပိုင်းတဝဲဘိတ်တဝဲလမ်းကြောင်းတွေဖိအားတွေပေးလာနိုင်တယ်ဘိတ်တဝဲလမ်းကြောင်းကြတော့ဒါရုရှားနဲ့ပတ်သက်တဲ့စီမံကိန်းတွေဝင်လာနိုင်တဲ့အရာတွေရှိတဲ့အတွက်ကြောင့်အဲ့ဒါတွေသတိထားပါလို့နော်အဲ့ကျူပြောတယ်နော်အားလုံးတော်လိုက်အရာစုတွေအားလုံးမုတ်ချအောင်ပြရမယ်မြေပါအပိုင်စိုးထားတာတော်လိုက်အရာစုတွေပါကျေးဇူးတင်ပါတယ်အားလုံးစိတ်ရကြပါကြွယ်ချမ်းသာကြတဲ့ပြည်သူကြပါစေ